ဒီနေ့တော်သဘောကျရတဲ့ဒီကဘာအဆိုတပုတ်ကိုကျွန်တော်တွေ့တယ်ပေါ့နော်အားလေးကိုကျွန်တော်ဖွင့်ပြပေးခြင်းတယ်ပေါ့နော်ဒီတချင်းရဲ့ဒီတချင်းဘာရှင်းတော့ကျွန်တော်တို့ကရှာငတ်ဘာရှင်းမဲ့နားထောင်ဘူးပေါ့နော်မူရင်းရှိတယ်လို့ပြောတာပေါ့နော်မူရင်းကဘာလို့လဲဆိုတော့ကျွန်တော်ကိုပြောပြပေးခဲ့ကြပါအောင်နော်ကဲကျွန်တော်ဒီတချင်းလေးကိုအတူတူနားထောင်ကြည့်လိုက်ကြအောင်ဗျာကိုအစာပြုခဲ့တဲ့ပုံမြင်လေးကိုကပဲစာပြုလို့ပြန်ရုပ်သိနေဒီတန်ဒီတချင်းလေးတွေဒီလိုခံစားချက်တွေရင်မခံစားရင်လေးဒီဆိုနေခြင်းတကယ်တမ်းခွဲရဖို့ကြုံလာတဲ့အခါထင်သလောက်လည်းမရင်ချက်တော့အထီးရဲ့နာနေမီထွက်ပြေးလိုက်သည်လိမ်မာတဲ့အတွေ့တိုင်းဟာရင်နာစေတတ်သလားជីကားလေးတွေကငါကလေးနကောင်အိရှိကပန်းဦးနဘီစပယ်ပြူပူလေးနငုံလောင်ပြောင်နေလိုက်ကြတာဘယ်လိုခံစားရမှာရင်ချင်းနေမျိုးနေတာပြန်လို့ခြင်းနဲ့ချိုလိုနေမီလီရဲ့စင်နာမှုဟာတွေ့တာပြီးချစ်တော်မှာမုံနာကိုစင်နာသူလေးမင်းအတွက်စင်နာတဲ့လုံးသားနာကျင်စီတဲ့လားအော်ပြီးသွားပြီဗောနော်တစ်ချက်ဒီလေးပဲပါလားချက်တော်မိုက်နေနားထောင်လို့ကောင်းတယ်ရှင်ပြီးသွားပြီဗောနော်ဒီချင်းလည်းမိုက်တယ်ဗောနော်ဆိုသွားတာတီးသွားတာလည်းအရန်ညက်နေရပါဗောနော်ဆိုသွားတာလည်းတော်မိုက်တယ်ဗျာနော်ဆန်ငတ်တစ်ချင်းကိုကြာအဲ့လိုမျိုးဂျီလင်နဲ့အတန်မျိုးနဲ့ကာပါဆိုမှတော်နားထောင်လို့ကောင်းတယ်ဗောနော်ဒီပြက်အတန်မျိုးနာဆိုရင်တော့တိတ်နားထောင်လို့မကောင်းဘူးလို့ဆိုလဲထင်တယ်ဗောနော်အထင်တော့ကျွန်တော်ခံစားမိရဗောနော်ဆန်ငတ်ဖန်နေဆိုတော့ကျွန်တော်ကជីလင်လေးနဲ့အဲ့ကာလာလေးနဲ့ဆိုမှပဲကျွန်တော်ကြိုက်တယ်ဗောနော်ဒီအခုဆိုအကူကလည်းတော်မိုက်တယ်နော်မွေးရင်ဖန်တီးရှင်အားလုံးကိုလေးစားလျက်ပါပါနော်အားလုံးပဲချစ်ချင်းမြတ်တာပဲငြိမ်းချမ်းကြပါစေနော်ကျေးဇူးတင်ပါတယ်